နန္ဒီယတထေးဆိုတာဗာရာဏသီမြို့ကတထေးတူပဲမြတ်စွာဘုရားပထမဆုံးသတင်းသုံးတာတပည့်စကြတရားဟောပြီးဣတိပတနာမိဂရာဝံဆိုတဲ့ပေးမဲ့ပေးထားတဲ့ဣတိပတနာတော်မှာသတင်းသုံးတော့အဲ့ဒီနန္ဒီယတထေးကမြတ်စွာဘုရားသတင်းသုံးဖို့ဆိုပြီးတော့အဲ့မှာတိုက်ခန်း၄ခန်းအိတ်ခန်း၄ခန်းပါတဲ့၄တော့တိုက်အိမ်ကြီးတစ်ခုကိုဆောက်လုပ်ပြီးတော့သူကလှူတယ်သူ့ရဲ့တရားကအနမစွန့်ထက်ပုံရအလုံးကိုတရားတရားချင်းကမတူလို့ဖြစ်လိမ့်မယ်တိတ်တရားတရားကောင်းတယ်သူကအဲ့တော့သူ့တရားတရားအစွမ်းကြောင့်မြတ်စွာဘုရားကိုကြောင်းကြီးဆောက်လုပ်ပြီးတော့လှူဒန်းလိုက်တာလှူဒန်းပြီးတော့မြတ်စွာဘုရားလက်ထက်ရေဆက်သွန်းလောင်းပြီးကျောင်းကြီးကိုဆောက်လုပ်ပြီးရေစက်ချလိုက်တာနဲ့တပြိုင်နက်တာဝရိန္ဒနတ်ပြည်မှာဘုံမိမ့်မှကြီးပေါက်နေတယ်ဒါကသူ့ရဲ့ထူခြားချက်ပဲဘုရားကျောင်းတကားတွေထဲမှာဝိသခာတို့အနာရဝိန်တို့ဘုံမိမ့်မှပေါက်တယ်လို့မပါဘူးနော်နန္ဒီယတထေသာတော့သူ့ရဲ့စေရနာတရားစွမ်းအားတွေကအလုံးကိုကြီးမားပုံရတယ်အဲ့တော့သူလူတန်းတဲ့ဟာကလည်းဇေရုံကျောင်းကြီးလောက်ခမ်းနားခြင်းမှာခမ်းနားမှာမခမ်းနားပေမဲ့လို့သူ့ရဲ့ဒီတရားစွမ်းအားရှင်ထဲမှာဖြစ်ပွားတဲ့ဆန္ဒအဲ့ဒါတွေကြောင့်အကျိုးကပေးလိုက်တာနန္ဒီယကကျောင်းရည်စက်လဲချလိုက်ရောဖះလက်ထဲမှာရှေ့ရရည်စက်ချတယ်ဆိုတာအလူကံပုဂ္ဂိုလ်လက်ထဲကိုရေသွန်းလောင်းတာအခုခေတ်တော့ခွက်ထဲမှာတစ်စက်ချတာကိုရည်စက်ချတာခေါ်တယ်နော်ဘုန်းကြီးလက်အပေးမခံရအောင်လို့လည်းတူတယ်ခုတော့ခဝူးရနေပြီးတော့ရေစက်ခွက်ထဲမှာထည့်တယ်ရှေးခေတ်ကတော့အလူကံပုဂ္ဂိုလ်ရဲ့လက်ထဲကိုရေသွန်းလောင်းတာအဲ့ဒါရေစက်ချတယ်ဆိုတာဝိသန္တရမင်းကြီးကပစ္စယနာကဆင်ပြတော်ကြီးကိုလှူတဲ့အခါမှာတစ်ဖက်ကစင်နာမောင်းကိုကင်တစ်ဖက်ကရှေးကရားကကင်ထားပြီးတော့ပုံသားတွေလက်ထဲရေလောင်းပြီးဆင်ကြီးလှူတာဒါလှူပုံလှူနည်းခဏခေတ်တော့လက်ထဲလာရေလို့ရင်တော့အဲ့ဒါရေတွေစိုးကုန်မတင်ညာကြတဲ့အောက်မိတ်နေမတော့ကြအဲ့ဒါလို့ဖះရဲ့လက်ထဲမှာရေသွန်းလောင်းပြီးတော့လှူလိုက်တာနဲ့တပြိုင်နက်တာဝရိန္ဒနတ်ပြည်မှာဘုံမိမ့်မှန်ကြီးပေါက်တယ်အဲ့ဒီဘုံမိမ့်မှန်ထဲမှာလည်းပဲနတ်သမီးတွေအပြည့်အရင်ရောက်နှဲ့နေတယ်ဘယ်ရောက်လာတဲ့တော့မသိဘူးဘုံမိမ့်မှန်နဲ့နတ်သမီးကတော့အစင်နဲ့သူကသူရှိနေပြီသားပေါ့နော်သူတို့ကံနဲ့သူတို့ရောက်တာလားသို့မဟုတ်နန္ဒီယရဲ့ကံနဲ့ရောက်တာလားလို့ဆိုသူတို့နတ်သမီးဖြစ်တာတော့သူကံနဲ့သူဖြစ်မှာပဲသို့တော့နန္ဒီယကံကဘာလို့ဆိုရင်သူကိုအကြောင်းပြုပြီးတော့ဘုံမိမ့်မှန်ထဲမှာဒီနတ်သမီးတွေနေခွင့်ရတာတော့ဒါသူ့အတွက်အချမ်းရံအနေနဲ့ဖြစ်တာဖြစ်တော့ကြောင့်နန္ဒီယတထေးရဲ့ကံလို့ပြောအဲ့ဒီနတ်သမီးတွေကိုနတ်ပြည်ရောက်အောင်လုပ်ပေးတာတော့မဟုတ်ဘူးနတ်ပြည်ရောက်တာသူကံနဲ့သူရောက်ကြတယ်လူတွေလို့ပေါ့လူတွေလည်းပဲကိုယ်ကံနဲ့ကိုယ်လူဖြစ်လာကြတယ်ဒါပေမဲ့ပတ်စံချမ်းသာတဲ့လူကိုဝန်းရံကြတာလည်းပဲသူကံနဲ့သူလာဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာဝန်းရံကြတာလေးရှိတယ်လေအဲ့ဒီလိုပဲဖြစ်မှာပေါ့အနတ်သမီးတွေနဲ့အပြည့်ရောက်လာရှင်မောကလန်ကတရက်တော့နတ်ပြည်မကြာခဏသူကတက်ပြီးတော့ဘုံမိမ့်မှအသစ်တွေနဲ့ပိုင်ရှင်တွေနဲ့တွေ့လို့ရှိတယ်နတ်ပြည်ကိုဒေသစာတွေကြွတယ်အဲ့တော့တရက်တော့ကြွတော့အဲ့ဒီနန္ဒီယအတွက်ပေါက်နေတဲ့ဘုံမိမ့်မှညီနာရောက်သွားတော့နတ်သမီးတွေထွက်ပြီးဝှချကြတယ်ဟဲ့ဒါဘသူဘိမှန်တော့ဟဲ့နဲ့ပြောလိုက်တဲ့အခါကျတော့ဣတိဝေဒနာကဘုရားကျောင်းကနန္ဒီယအတွက်ပါဘုရားဆိုလျှောက်ကြတယ်နန္ဒီယသေမမသေသေးပဲနဲ့ဟိုကဘုံမိမ့်မှန်ပေါက်တယ်နန္ဒီယအတွက်ပါဘုရားသတင်းစကားလေးမှားလိုက်ပြရစေမြေအိုးနဲ့တူတဲ့လူခန္ဓာကိုယ်ကြီးကိုခွဲပြီးတော့ရွှေအိုးနဲ့တူတဲ့နတ်ပြည်မြန်မြန်လာခဲ့ပါလို့ခေါ်လိုက်မရှိပါဘူးသေခိုင်းတာပဲအမှန်တော့စကားလေးကလှအဲ့တော့ရှင်မောကလန်ကအဲ့ဒီသတင်းစကားလေးယူပြီးသွားပြောလာပြောမဲ့တော့မထင်ဘူးဟိုလူသေခြင်းစိတ်ပေါက်သွားမဆုံးသေခြင်းအောင်တော့မပြောကောင်းဘူးလေအဲ့တော့မြတ်စွာဘုရားကြီးဝင်ပြီးတော့မေးတယ်ရှင်ဘုရားတဲ့ဒီလူပြည်လူလောကမှာကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဖို့
သူမှမသိသေးပဲနဲ့အစင်သင့်ဟိုမှာရှိနေလားဘုံမိမ့်မှန်နေရှိသလားဖြစ်နိုင်သလားဆိုမောကလမင်းကိုယ်တိုင်တွေးခဲ့တယ်မဟုတ်လားနန္ဒီရရဲ့ဘုံမိမ့်မှန်နေငါဘာလို့လာမေးနေတာတော့ဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့တရားလေးကမတ္တမှတ်သားစရာကောင်းတယ်နော်စိရပောသိပုရိတံဒူရတောသုတိမာဂတံညာတိမိတ္တာသူဟိသသအဘိနန္ဒန္တိအာဂတံကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုဒီလူတယောက်ဟာနိုင်ငံရေးချမ်းတိုင်းမှာသွားပြီးအလုပ်တွေလုပ်ပြီးအစင်နဲ့ဟိုကနေပြီးတော့ကုသိုလ်ကောင်းမှုတွေကကျိုးနေပါတယ်အခုလဲနန္ဒီရမလာသေးဘူးဒါပေမဲ့ဟိုမှာအစင်နဲ့ကျိုးနေကြပြီဘယ်သူကကျိုးရတော့ဆိုကုသိုလ်ကောင်းမှုကျိုးသို့တော့နတ်သမီးတွေကကျိုးတယ်လို့ဒီလိုဆိုရပေမဲ့လို့တကယ်ကနတ်သမီးတွေကကျိုးတာမဟုတ်ဘူးကုသိုလ်ကောင်းမှုကသူ့ကိုကျိုးနေတယ်အဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုကုသိုလ်ကောင်းမှုတွေကတကယ်ကိုဆွေမျိုးသားချင်းတယောက်လာတဲ့အခါမှာကျိုးဆိုနှုတ်ဆက်ပြီးဝမ်းပန်းတတာအခါညာတယ်လို့ပဲတဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်အတွက်အစင်နဲ့နေရာတစ်ခုဖြစ်ကျိုးဆိုကြတယ်အေးအခုကျောင်းတကာကျောင်းအမတွေလည်းပဲဟိုမှာပုံမိတ်မှပေါက်ချင်ပေါက်မှာပေါ့နော်အဲ့ဒါလို့ဘာပဲဖြစ်ဖြစ်ကိုလို့တဲ့ကုသိုလ်ကောင်းမှုကနောက်ဘဝမှာကိုယ်ကျိုးစိုးနေမှာတော့သိချာတခုနဲ့ကျိုးစိုးနေမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကစိရပောသိပုရိတံဒူရတောသုတိမာဂတံဇဝိဒေသမှာကြာမြင့်စွာနေတဲ့ပုဂ္ဂိုလ်တူကိုတဲ့ဆွေမျိုးသားချင်းတွေကကျိုးဆိုကြသလိုပုံညာနိပဋိက္ခဏန္တိကုသိုလ်ကောင်းမှုတွေကသူ့ကိုကျိုးဆိုနေကြတယ်တဲ့ဧကံဒိဋ္ဌကျိုးဆိုတဲ့အတိုင်းဒါကြောင့်မို့ဒီကနေ့ခေတ်မှာလည်းပဲကြည့်နေကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကတထေးအိမ်မှာသွားမွေးတော့ဒါကျိုးဆိုပြီးသားဖြစ်နေလေကုသိုလ်ကောင်းမှုနည်းတဲ့ပုဂ္ဂိုလ်ကြတော့တဲကုတ်ထဲသွားမွေးတယ်အနိတောင်လုံးစရာမရှိဘူးဆိုတာဖြစ်တယ်ကုသိုလ်ကောင်းမှုရှိပြီဆိုရင်ဟာတထေးအိမ်သွားဖြစ်တယ်အဲ့ဒါလိုပဲကျိုးဆိုမှုတွေကတော့ရှိကြမှာပဲဖြစ်တယ်ဒါကြောင့်မို့ဒီတရားကိုနိုင်ယူမှတ်သားပြီးမိမိတို့လက်ရှိဘဝရနေတဲ့အချိန်လေးမှာစေရနာတရားထက်ထက်တန်တန်ဖြောင့်မှန်သောစိတ်ထားဖြင့်ကုသိုလ်တရားတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းကကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း